ကိုချက်ပေးတယ်ဝက်ကလေးစားခြင်းနဲ့ထမင်းစားပါမယ်ဘေဘီလေးကကိုယ်2လပေါ့နော်2လမှာဘာမှမစားချင်ဘူးမနက်ကအစီလင်းမြန်းကတူသွားတယ်ဘာမှမစားချင်ဘူးဆိုရင်လည်းနည်းနည်းလေးစားလို့ရမယ်ဟာလေးဝယ်လာခဲ့လိုက်တယ်ပေါ့နော်ကိုကချက်ပေးခဲ့ပါတယ်ပြီးတော့ဘေဘီလေးကဆက်ပြန်သွားတယ်ပေါ့နော်စားနေရတော့ပလုံနဲ့သူကိုလေးတော်ကောင်းပါရှင်ကျေးဇူးတင်ပါတယ်ရှင်ကိုကြီးနေလည်းနင်းကောင်းကဲစားပါရင်ပလောင်းနေကိုနော်သမင်းစားပလော်လေးခုမှရိုက်ထားဆိုတော့လေအားပေးကြပါဦးရှင်ဘေဘီလေး2လကိုနော်မစားကျင်လဲဝင်အောင်ထိုးတိတ်ထည့်ရပါတယ်နော်စားပါရင်မနက်ကမပြောသည်နှလုံးစားထားပြီးသွားပြီထမင်းညတစ်ခါစားပေါ်ပြီပေါ့နော်ဒါကနေ့လေးမှခက်စားလိုက်တာထမင်းတစ်စလုံးစားကြည့်မအောင်နော်ဒါနဲ့ရင်းနဲ့ကလေးအစာတောင်းလာလားမသိပူလာတော့လေအဲကြောင့်မလို့စားလိုက်တာပါရှင်ငါကိုချက်ကြည့်ရအရင်စားလို့ကောင်းပါလေနော်စားပါရီပထမဆုံးဘလောစားရိုက်တာဆိုတော့အမှားတွေပိုင်းလို့ခွင့်လို့ပါဘူးနော်လေးရရှိနေတယ်စားလို့တော့ပြီးသွားပြီဆိုပကံနေပါစီမယ်ဒါကိုချန်ထားလိုက်တော့မယ်နော်တော်ပြီဟောကိုငပြောတီအခိုင်းလိုက်ကိုပဲပြီငပြောတီစားပါမယ်မနေ့ကလည်းနှလုံးစားထားပြီးသွားပြီပေါ့နော်ဒါကထမင်းစားပြီးတော့တလုံးစားတယ်တကယ်ကတော့မစားဘူးတခါလေးစားလဲစားနေပြီပြည့်သွားအောင်ဆိုပြီးပုံထိုးထဲနေရပါမပြောတီမွေးနဲ့ဖီချမ်းဆိုရင်တော့လေအမျိုးတို့ဘာကြိုက်ကြလဲမသိဘူးကျမကတော့ဖီချမ်းပူကြိုက်ပါရဲ့ရှင်ဒီကျွန်းနေဘူးပေါ့နော်ဇာတိမြေပြန်လို့ရှိရင်လေငပြောခိုင်းတစ်ခိုက်မှာထားပါတယ်ကျေးဇူးတင်ပါတယ်ရှင်အခုလိုမျိုးပေါ့နော်အစားဆုံးကြည့်ပြီလို့ပထမဆုံးဖူးပြီးတော့လေအားပေးကြပါဦးရှင်အားလုံးကိုချစ်ပါတယ်ခေရဘေဘီလေးနဲ့ကျမကိုလည်းကျမ်းမာဆူတောင်းပေးကြပါဦးနော်ကျေးဇူးတင်ပါတယ်ရှင်နှုတ်ဆက်နေပါဘိုင်